ရှင်ကျမကတော့ဗမောက္ခဒေါက်တာဆက်ဆက်မြင့်ဗမောက္ခတာဖွာမြင့်ရဲ့ထူးဆရာဝန်ကြီးဖြစ်ပါတယ်ရှင်ဒီကနေ့မှာကျမတို့မျိုးဆက်ဘွားကျန်းမာရေးဆိုင်ရာမှာတည်တည်တည်တဲ့အကြောင်းအရာလေးတွေကိုကျမဒီမှာဖြေကြားပေးပါဖြစ်ပါတယ်ရှင်အနေနဲ့ကင်းနဲ့စိတ်ချရတဲ့လိင်ဆက်ဆံမှုဆိုတာပေါ့နော်ကျမတို့ကမျိုးသားတွေမျိုးသမီးတွေဆက်ဆံတဲ့အခါမှာcondom ဒါမှမဟုတ်လို့ရှိရင်သူနဲ့အလားတူပေါ့နော် barrier method လို့ခေါ်တဲ့တာသမီလည်းမရနိုင်ဘူးနောက်ပြီးတော့လိင်မတစ်ဆင့်ကူးဆက်စေတဲ့ယောဂများလည်းမကူးဆက်အောင်အသုံးပြုတဲ့ပစ္စည်းများကိုအသုံးပြုပြီးတော့လိင်ဆက်ဆံတဲ့အခါမှာရရှိတာကိုကျမတို့ safe sex or လုံခြုံစိတ်ချရတဲ့လိင်ဆက်ဆံမှုလို့ခေါ်ခြင်းဖြစ်ပါတယ်ရှင်လုံခြုံစိတ်ချရတဲ့လိင်ဆက်ဆံမှု safe sex ပေါ့အဲ့ဒါရဖို့အတွက်ကတော့အရေးကြီးဆုံးကတော့ကျမတို့ sex education နဲ့စရမှာဖြစ်ပါတယ် sex education ဆိုတာဒီမျိုးဆက်ဘဝဆိုင်ရာကျမတို့ကျန်းမာရေးပညာပေးခြင်းတစ်ခုပေါ့အဲ့ဒါက health education ခေါ်တဲ့ဒီကျမတို့ကနေပြီးတော့ဒီအကြောင်းအရာချက်လက်တွေကိုဒီ clients ပေါ့နော်ကျမတို့ရဲ့ဒီပြည်သူလူထုကိုအသိပေးတာရယ်နောက်တစ်ခုကကျတော့အပြန်အလှန်ဆွေးနွေးတာလည်းကျမတို့ဒီ safe sex practice ကိုရအောင်ကျင့်ပေးလို့ရပါတယ်။အဲဒီ sex education ကဘယ်သူတွေကိုပေးမလဲဆိုတော့ကျမတို့ဒီ sexually active เนาะမိန်းကလေးတွေယောက်ျားလေးတွေအကုန်လုံးကို sex education ပေးရမှာဖြစ်ပါတယ်။ပေးရမယ့်နေရာတွေကတော့ကျောင်းတွေရုံးတွေတက္ကသိုလ်တွေကောလိပ်တွေပေါ့နော်။စက်ရုံတွေအဲ့ဒီမှာလည်းပေးရမယ်။နောက်ပြီးတော့ကျမတို့ television တို့ Facebook တို့ပေါ့နော်ဒီ mass media တွေကလည်းကျမတို့ health education ပေးလို့ရပါတယ်။အဲ့ဒီမှာပြောရမှာကတော့ဒီ safe sex ကအကျိုးကျေးဇူးပေါ့နော် safe sex မရှိခဲ့ရင်ဘာဖြစ်မလဲ။နော်သူရဲ့ကောင်းကျိုးတွေကဘာတွေလဲပေါ့အဲ့ဒါတွေပြောပြရမယ်နောက်ပြီးတော့ဘယ်လို practice လုပ်မှာလဲဥပမာ use of condom ဒီမေးအမျိုးသားမေး condom ပေါ့နော်မျိုးသားသုံးအစွပ်ကိုဘယ်လိုစနစ်တကျသုံးရလဲတေချာစနစ်တကျသုံးတဲ့ဖို့ကအရေးကြီးပါတယ်ပြီးတော့ consistently သုံးဖို့ဆွဲမြဲမြဲသုံးဖို့အရေးကြီးပါတယ်ဒါမှကျမတို့ကဒီ safe sex ကိုအောင်မြင်မှာဖြစ်ပါတယ်အဲ့လို health education တွေ counseling တွေလုပ်ခြင်းအဖြစ်ကျမတို့ရဲ့ဒီနော်ဒီမျိုးသားလေးတွေမျိုးသမီးလေးတွေမှာအကုန်လုံး sex နဲ့ပတ်သက်တဲ့ education တွေ knowledge တွေရမယ်ပြီးတော့ဒီ practice ကဘယ်လိုအရေးကြီးတယ်သူ့ရဲ့အရေးကြီးပုံအရေးကြီးနည်းဘယ်လိုမျိုးစနစ်ကျသုံးဆွဲရတယ်ဘာတွေကောင်းကျိုးရမယ်မသုံးရင်ဘာဖြစ်တတ်တယ်ဆိုတာသိတဲ့အခါမှာအားလုံးကဒီ safe sex practice ကိုအောင်မြင်မြင်သုံးနိုင်မှာဖြစ်ပါတယ်ရှင်oral sex ဆိုတာကတော့ green ကနေပြီးတော့ပေါ့နော်လိင်ဆက်ဆံမှုပြုတာပေါ့ green ကို green ကိုအသုံးပြုပြီးတော့အဲ့ဒါလည်းလိင်ဆက်ဆံမှုပြုလို့ရှိရင်ယောဂကူးနိုင်ပါတယ်အသေးအောင်အတဝါ B ပိုး HIV ပိုးကလမိုင်းဒီယာပေါ့နော်ကလမိုင်းဒီယာပိုးနောက်ကဂနိုပိုး syphilis ပိုးအကုန်လုံးကကူးနိုင်ပါတယ်ကူးဆက်နိုင်ခြေရှိတာကတော့ရှိပေမဲ့သူကvagina sex ပေါ့နော်ယောနီကိုအသုံးပြုပြီးတော့ sex နဲ့နောက်တစ်ခါကျတော့လိင်ဆက်ဆံတာပေါ့နော်အဲ့ဒါရဲ့နောက် inner sex ပေါ့ဆိုအိုးကနေတစ်ဆင့်ဆက်ဆံတာနဲ့စာရင်တော့ကူးဆက်နှုန်းကနည်းနည်းတယ်လို့ဆိုထားပါတယ်ရှင်condom သုံးခြင်းအပြင်ကျမတို့ unwanted pregnancy ပေါ့မလိုချင်တဲ့ကိုယ်ဝင်ကိုတားနိုင်တာပေါ့နော် family planning တေချာ family planning အတွက်သုံးနိုင်တယ်နောက်ပြီးတော့ emergency နဲ့လည်းသုံးလို့ရတယ် emergency ရုပ်တရက်သမီးစားချင်းတွေ့တယ်အဲ့ဒီခါမှာနော် sex ဖြစ်သွားမယ်ပေါ့အဲ့ဒီခါမှာကိုယ်ဝင်မရအောင်လို့ condom သုံးလို့ရတယ်ပြီးတော့ခုနလင်ရတစ်ဆက်ကူးဆက်တတ်တဲ့ယောဂများနော်လိင်ဆက်ဆံခြင်းဖြင့်ရရှိတဲ့ယောဂများအောင်လည်းကာဝယ်နိုင်ပါတယ်အဲ့ဒီယောဂတွေကတော့ဂနိုစီးပူကြောင်းကျယောဂကလမိုင်းဒီယာယောဂနောက်ပြီးတော့ HIV နောက်ပြီးတော့ syphilis အကုန်လုံးဒါတွေကိုကာကွယ်ပါတယ်နောက် HPV ပေါ့နော် human papilloma virus ကြောင့်ဖြစ်တဲ့ယောဂကိုလည်းကာကွယ်နိုင်ပါတယ်ရှင်နောက်တစ်ခုကအဲ့ဒီအချိန်မှာတအိမ်ကောင်းကလည်းပွင့်နေတယ်အဲ့ဒီခါမှာဒီယောဂပေါ့နော်ဒီဗဂျိုင်နာထဲမှာရှယ်ယောဂပိုးတွေကအလွယ်တကူတအိမ်ကောင်းကနေတစ်ဆင့်တအိမ်ရှိရောက်သွားပြီးတော့မျိုးဥပြိုနေရှိလဲပိုးတွေကူးသွားနိုင်တယ်အဲ့ဒီခါမှာ PID လို့ခေါ်တဲ့ pelvic inflammatory disease ပေါ့ဗမာလိုပြောရင်တော့ဒီမျိုးဥပြိုနေတအိမ်တွေပေါ့နော်ဒီအပေါ်ပိုင်းမျိုးပွားလမ်းကြောင်းအပေါ်ပိုင်းရောင်ရမ်းတဲ့ယောဂတွေအဖြစ်များတယ်လို့အဆိုရှိပါတယ်နောက်တစ်ခုကကြတော့ဒီပေါ့
စိတ်ရှုပ်တာပေါ့လို့တွေးရစင်းနေတဲ့အချိန်မှာတူတူဆက်ဆံတဲ့အခါကျတော့ဒါကတော့သူ့ရဲ့အားနည်းချက်ပေါ့အားသာချက်ကတော့တွေးရတဲ့လူတဘာဝချောစီလိုဖြစ်ပြီးတော့လိင်ဆက်ဆံမှုကိုလွယ်ကူရဲလို့ပြောပါတယ်နောက်ပြီးတော့ပို့ပြီးတော့ sex drive ပေါ့နော်ဒီစိတ်ဓာတ်ဆက်ဆံမှုအတွက်စိတ်ဓာတ်ကိုလည်းပိုမြင့်စေလို့ပြောပါတယ်ရှင်နောက်ပြီးတော့ဒီနာကျင်မှုတွေကိုလည်းတက်တာစေတယ်လို့ပြောပါတယ်ကိုယ်ရှိတဲ့အချိန်မှာယူနေလို့ရလားဆိုတော့ဘာမှ complications လည်းမရှိဘူးပေါ့ဘာမှသူ့မှာယောဂလည်းမရှိဘူးတွေးစင်းတာလည်းမရှိဘူးဟိုနာတာကျင်တာတွေလည်းမရှိဘူးကျန်းပါတယ်ဆိုရင်တော့ထိုက်အသင့်နေလို့ရတယ်လို့အဆိုရှိပါတယ်ဒါပေမဲ့မျိုးသမီးတူဟာတွေးနေစင်းနေတာကိုယ်ရှိရတဲ့တွေးစင်းတာပဲဖြစ်ဖြစ်နာကျင်မှုတွေရှိနေတာပဲဖြစ်ဖြစ်အရင်ကကလေးတွေပေါ့နော်ဒီလာနုနုနဲ့ပြက်ကြတာလာမရှိပဲမွေးတာတို့ရှိရင်တော့ဒီလေးဆက်ဆံခြင်းကိုဝင်ဆောင်မှာရှောင်သင့်ပါတယ်ရှင်ဒီနေ့ကျမတို့မျိုးပွားကျမ်းမာရေးဆိုင်ရာအချက်လက်များကိုတည်တည်တိုက်တာလေးတွေကိုဒီနေ့ဆွေးနွေးပြောကြားထားခဲ့တာကိုအားလုံးပဲထိတ်ချိုက်ကြမယ်လို့ယုံကြည်ပါတယ်ဒီခန်းကဏ္ဍလေးကိုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်